ရှင်ဒီနေ့ကတော့မြောက်တာကြပြီဖြစ်တဲ့ကျမဦးလေးရှိတဲ့မကြီးပင်မှုကြေးရွာကိုတွားရောက်လာပါမှာဖြစ်ပါတယ်ရှင်အားလုံးပဲကျမနဲ့တူတူလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဒါကတော့မကြီးပင်မှုကြေးရွာရဲ့ရွာဦးလေးဖြစ်ပါတယ်မိစ္ဆာမျိုးနဲ့ဆိုရင်တော့၄မိုင်အကွာမှာရှိပါတယ်ဒီမှာထိုင်လိုက်တယ် ဒီကောင်းလားဦးလေး အေးငါတို့ကနေကောင်းနေပြီဘာလို့ငါတို့ကနေလေတက်တက်ပဲလားငါတို့က ဟုတ်တယ်လေလီရိုရှ်မှာဟိုနွားလေးမွေးထားနေတယ်နွားလည်းအများကြီးပဲလေ အေးဟုတ်တယ် စီပွားချင်းနေလေ အေးစီပွားကြတယ်လို့ပေါ့ငါတို့မှာဒါကတော့ဒီအကုန်လုံးပိုင်နေပြောပါတချို့တစ်ဘက်ကတော့တို့ညာစိမ်းအောင်စီမံကိန်းစနစ်နဲ့တော်ဝက်ပါတော့ပေါ့ငါတို့မှာနွားလေးနော် ဟုတ်ကဲ့ အေး ညစိမ်းရောက်စီမံကိန်းပြောလို့လေအဲ့ဒါလေးဒီလိုနည်းနည်းပါရှင်းပြပါဦး ညာစိမ်းအောင်စီမံကိန်းဆိုကြီးလက်ဌာနအောက်ကတို့ညာစိမ်းအောင်စီမံကိန်းပေါ့ညာစိမ်းအောင်ကဘယ်လိုပြောမလဲဆိုတို့ဟိုအရင်မပြောက်ဟိုတင်းတော့တို့ငါတို့ကြီးအောင်မတည်ပြီးတာပေါ့ စကားထပ်ပြောရမှာမဟုတ်ဘူးကြီးလက်ဆိုတာလေဟိုကျမတို့ဒီဓမ္မဝေမန်းနဲ့ကြီးလက်ခွေခွေမျိုးစုမှာအောက်ကကြီးလက်တက်တာဖို့တက်တဲ့ဦးစီးဌာနကိုပြောတာလား အေးဟုတ်တယ်ငါတို့မှာအခုငါတို့ရွာတော့ဟာဘယ်လိုပြောမလဲဘူးတင်ကြီး150မိ50လောက်ကတော့သူလောလောဆယ်တော့လူစားနာမွေးမြူတွေလုပ်တယ်အခုနိုင်ငံတော်အကြီးအကဲတွေကတို့နိုင်ငံမှာနိုးတဲ့နိုးထွက်ပစ္စည်းတွေပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့ဆိုပြီးတော့ညာစိမ်းအောင်စီမံကိန်းစနစ်နဲ့ပေါ့ငါတို့မှာအခုနွားတွေထပ်မွေးပေါ်အတွက်ကြာသူအဲ့ကျကြာလာတော့ငါတို့ရွာလဲအစုဖွဲ့၄ဘွက်ဖွဲ့ပြီးတော့ဟိုဆောင်ရွက်နေတယ်ငါတို့မှာ ဒီအဲ့လိုဆိုတော့တိုးတွေကြတော့ဒီလိုနေနဲ့ဘယ်လိုဖဲဝေကြတယ်ဘယ်လိုတွေဆက်ကြတယ်ပေါ့နော် တူကတော့ငါတို့မှာတို့ဘယ်လိုပြောမလို့ဟိုတူကတော့ငါးမူးတူလောက်ပဲပေါ့အခုလောလောဆယ်တူ300ချပြီးကြအောင်အဖွဲတစ်ဖွဲကို၄ဘွက်ဆိုငါတို့မှာအဖွဲတစ်ဖွဲကိုတို့85သိန်းပေါ့၄ဘွက်ဖွဲလိုက်တယ်အဲဒီအဖွဲတွေကတော့တစ်ဖွဲကိုငါတို့က25သိန်းကြီးစိုက်ထုတ်ပြီးတော့တို့တစ်ကောင်ကို25သိန်းနဲ့၄ကောင်မွေးလိုက်၄ကောင်မွေးရအောင်ငါတို့မှာ၄ကောင်မွေးလိုက်တော့အခုဆိုလို့ရှိရင်၄ကောင်ဆိုတော့အဖွဲ၄ဘွက်ဆို16ကောင်မွေးငါတို့မှာအခုဆိုရင်ငါတို့စမွေးလိုက်တာ2024 25စက်တင်ဘာပထမဆုံးဘက်ကတော့စမွေးလိုက်တာဆိုတော့အခုဆိုရင်ငါတို့ကနွားကောင်ကြီးလေးဆိုရင်တို့ဟိုနထီးရအခုဆိုရင်6ကောင်နမ10ကောင်ပုံပွားနေပေါ့ဘူးလောလောဆယ်တော့အရင်16ကောင်နဲ့အခုနောက်ပွားတဲ့16ကောင်နဲ့ဆိုရင်တော့ဘူးလောလောဆယ်တော့ဒူဌာနဆိုင်ရာမွေးပေးထားတဲ့နွားအခု32ကောင်ဖြစ်သွားပြီပေါ့ ဒီအဲ့လိုဆိုတော့ကြားရဝမ်းတာပြန်လာပြီလေအဲ့ဆိုရင်ဒီလိုကအချုံမြတ်တယ်ရောရတော့ဘယ်လိုဖဲဝေကြတယ် အတော့မှကျူးမြတ်ကတော့အခုလောလောဆယ်ကတော့ဟိုတိတိတသားထင်ရှားတာဆိုတော့ဒီနွားကောင်ကြီးပေါက်လာတဲ့16ကောင်ရင်လောလောဆယ်နိုးညှစ်နေရတာငါတို့မှနော်ဟိုအာနာကုံအကျိုးမြတ်ကတော့သူ3နှစ်ပြည့်မှာပဲအားလုံးသိကြပါမှာငါတို့မှ ဆိုလို့ကတော့လေတရက်ကိုဘယ်လောက်အဲ့ဘယ်ကိုပို့ကြ နိုးကတော့တရက်ကိုငါတို့မှအစားဥစ္စာပေါ့ဟိုနွားတိုင်းနွားတူညီမှုတော့မရှိဘူးပေါ့ဟိုဒီနွားမတွေဆိုရင်ဟိုအချိန်30ထွက်တာပေါ့ဒီဘက်ကမဒန်းလေးတွေဆို9ပိတ်တာပြန်ပြန်တော့ကတော့9ပိတ်တာလောက်ပဲထွက်တယ်လို့ပြောရမှာပေါ့ငါတို့မှ မတန်းနေရနှုတ်ထွက်နေတာပေါ့ အေးပေါ့ငါတို့မှဗဒန်းဆိုတာနိုးထွက်နေနွားဆိုတာသူ3သားမြောက်မှနိုးအာနာကုန်ထွက်တာအေးဒီနိုးတွေကြတော့ဟိုဦးလေးတို့ကဘယ်ပြောရတော့ဆိုတော့ပျော်ဝဲရွှေလာမင်းနိုးဆက်ဘူး ရွှေလာမင်း အေးတော့တွန်းရတယ်ငါဒီမှာ သူတို့ကလာကောက်ပေးလား ဒီဥယျာဉ်မှာလာကောက်ပြီဟိုတပိတ်တာဟို3000ကဘလို့လို့ဆိုတော့ငါဒီ ဒီအခုလိုဦးလေးကဟိုဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြောမှာနော်ပြီးတော့စနစ်ကြတဲ့မွေးမြူရေးတွေဆောင်ရွက်နေတယ်ကတော့ဝမ်းနဲ့ဝမ်းတာတယ်သူကနေနဲ့ကြတော့ဟိုဒီလိုအင်္ဂလိပ်မှာဒီလိုသူတက်နေရမြင်ရတဲ့ခါကျတော့ကျွန်မဘုန်းတက်လိုက်ရတယ်ပေါ့နော်အခုကျွန်တော်လိုင်းမှပေးလာရတဲ့အတွက်ကြောင့်ဘုန်းတက်တယ်ညာရတယ်အဲ့တော့ကျွန်မလည်းရွာပြန်ရောက်တာလို့ရှိရင်ကိုရွာလူတွေပေါ့နော်စီယုံပြီးမှဒီလိုမျိုးတွေမွေးခြင်းအောင်လို့ပေါ့နော်တခြားစီယုံမယ်စီယုံလို့ရှိရင်ဦးလေးရှိမှလာဒီမှာလေးလာခိုင်းမယ်လေးလာခိုင်းတဲ့ခါကျရင်ဦးလေးနေညံတယ်တခြားလေးရှင်းပြပေးရအောင် ပြလိုက်နေငါတို့မှာဟိုဦးလေးဘက်ကတော့တက်နိုင်တဲ့လောက်ဒါမွေးမြူနွားမွေးမြူတဲ့ပုံစံတွေစနစ်တကျပေါ့ဦးလေးကရှင်းပြလိုက်ပြီနော်ငါတို့မှာအေးငါတို့အေးစာရှင်းနေတော့ဘယ်လိုမနော်အေး ခုဗီဒီယိုလေးရဆိုရင်မကြီးပင်မှုကြေးရွာမှာမြတ်စင်းအောင်ကြေးရွာစီမံကိန်းနဲ့နှုတ်ဇာနွားမွေးမြူရေးလုပ်ငန်းကိုဒီကအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့ကျမဦးလေးရဲ့အိမ်ကိုအလဲသွားရင်းနဲ့လေးလာဖြစ်ခဲ့တာလေးဖြစ်ပါတယ်အခုဒီကြည့်ရှုနေတဲ့သူတွေထဲမှာပေါ့နော်ကျမတို့လိုကြေးတော်ရွာကဥတော်တော်ကိုမမတွေများပါခဲ့မယ်ဆိုရင်ဒီနှုတ်ဇာနွားမွေးမြူရေးလုပ်ငန်းကိုစိတ်ပါဝင်စားတယ်ဆိုရင်ကိုယ်တိုင်လာရောက်လေးလာဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် တော်ရောလေးကိုအလဲ
လာပါ